2013 ခုနှစ်စက်တင်ဘာလ24ရက်ဓမ္မပညာသင်တန်းရက်တူအမှတ်စဉ်2သုဒ္ဓန္တအနှစ်ချုပ်ဘာသာရပ်မဟာသတိပဋ္ဌာန်သုတ်နည်းနည်းပိုင်းပို့ချခြင်းကာယ ानु ပဒနာသတိပဋ္ဌာန်ကိုမြတ်စွာဘုရား6ပိုင်းခွဲပြီးကမ္မထာအာယုံပေါင်း14မျိုးနဲ့ကာယ ानु ပဒနာကမ္မထာအထုတ်ပုံရှင်းလင်းပြဒီမှာသတိပဋ္ဌာန်သုတ်မှာကာယ ानु ပဒနာကမ္မထာကို6ပိုင်းပိုင်းပြီးတော့ကမ္မထာအာယုံအနေနဲ့ကြတော့14မျိုးအာယုံ14မျိုးနဲ့ရှင်းလင်းဖော်ပြတာဝိသုဒ္ဓိမေမှာပါတဲ့ကာယကတသတိကမ္မထာဆိုတာနဲ့ဒီကာယ ानु ပဒနာကမ္မထာအတူတူပဲကာယကတသတိနဲ့ကာယ ानु ပဒနာဟာအတူတူပဲလို့မှတ်ရချိုးသုဒ္ဓနေမှာကာယကတသတိလို့သုံးခဲ့တယ်ကာယပေါ်မှာဖြစ်ပေါ်နေတဲ့သတိကာယ ानु ပဒနာကာယကိုဖမှန်ရှုမှတ်နေတဲ့တတိဝိရိယပညာလို့ဆိုတော့ဒါကာယပေါ်မှာရှုမှတ်ထားခြင်းတူလို့ကာယကတတတိကမ္မထာနဲ့ကာယ ानु ပဒနာကမ္မထာတတိပဋ္ဌာန်ကမ္မထာအတူတူပဲလို့ဒီလိုမှတ်သားထားဖို့လိုတယ်မေဇိမနိကေမှာကာယကတတတိသုတ်ဆိုပြီးတော့သီးသန့်ဟောထားတာရှိတယ်ကာယကတသတိကမ္မထာနဲ့ပတ်သက်ပြီးတော့သုတ်တန်တွေမှာတော်တော်များများမြတ်စွာဘုရားဟောထားတာကာယကတသတိကမ္မထာကိုချီးမွမ်းပြီးတော့လည်းဟောထားတာရှိတယ်ကာယကတသတိကမ္မထာကိုအာမထုတ်ဘူးတဲ့ပုဂ္ဂိုလ်ဟာအမြတ်ရတာကိုမစားသုံးဘူးတဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့အမ္တန်တေဘိခွေပြိပုံဇန္တိယေကာယကတသတိပြိပုံဇန္တိကာယကတတိကမ္မထာကိုအသုံးပြုတဲ့ပုဂ္ဂိုလ်မှသာလဲအမတဆိုတဲ့အမြတ်ရတာကိုသုံးဆောင်မှုတဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်တယ်လို့စသဖြင့်ကာယကတတတိဝဲမှာတော်တော်များများကာယကတတတိနဲ့ပတ်သက်ပြီးတော့ဒီလိုရှင်းလင်းဟောပြောထားတာအဲ့ဒီကာယကတတိကမ္မထာနဲ့ဒီကာယ ानु ပဒနာကမ္မထာမှာအပိုင်း6ပိုင်းနဲ့ရှင်းပြတာပဲအာနာပါနပပလို့ဆိုရဲအာနာပါနအခန်းဣရိယာပထပပလို့ဆိုရဲဣရိယာပထအခန်းသံဇေညပပလို့ဆိုရဲသံဇေညအခန်းဆိုပြီးတော့ဒီအခန်းနေပฏิကူလမနတိကာရပပဓာတုမနတိကာရပပနဝတိဝိထိကပပလို့ခုလိုအာလုံးကမ္မထာအာယုံပေါင်း14မျိုးရှင်းလင်းပြတာအခုဒီမှာသတိပဋ္ဌာန်သုတ်မှာလည်းပဲကာယ ानु ပဒနာမှာဒီတိုင်းပဲသွားတာနည်းနည်းပါးပါးလောက်ပဲထူးခြားမှုလေးတွေထူးခြားတယ်ဆိုတာသင်ပြချက်ကလေးတွေနည်းနည်းပါးပါးထူးခြားမှုလေးတွေတော့ရှိတယ်ပေါ့အခုဒီနေ့ဒီအရင်ရက်တွေကအာနာပါနပပဣရိယာပထပပသမ္ပဇာနာပပဆိုတာတွေရှင်းသွားပြီအဲ့ဒီမှာဣရိယာပထပပတို့သမ္ပဇညပပတို့ဆိုတာဒါဝိပဿနာအတွက်ဟောတာတဲ့ဒါလေးတော့ဖြည့်ဆွက်ပြီးမှတ်ဖို့လိုတယ်သမထလားဝိပဿနာလားကွဲခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဣ
ဣရိယာပထပပနဲ့သံစင်ညပပနောက်လာမဲ့ဓာတုမနတိကာရပပဆိုတာဒီအခန်းသုံးခန်းကဝိပဿနာအတွက်ဟောတာအာနာပါနပပနဲ့ပဋိက္ခုလမနတိကာရပပဆိုရယ်ဒီနှစ်ခုကတော့ဒီသမထအနေနဲ့ဟောတယ်သမထအနေနဲ့ဟောတယ်ဆိုတာသမထအခြေတည်ပြီးတော့အထောက်တာလို့ဆိုလိုတယ်နော်သမထတက်တက်လို့ပြောတာမဟုတ်ဘူးတမာရီထူထောင်ပြီးတော့မှဝိပဿနာကူးတဲ့သမထယာနိကအတွက်ဟောတယ်လို့ဒီလိုအသာအဲ့တော့အာနာပါနပပရဲ့ပဋိက္ခုလမနတိကာရပပရဲ့ဒီနှစ်ခုကသမထယာနိကအနေနဲ့ဟောတယ်ဣရိယာပထပပသံစင်ညပပဓာတုမနတိကာရပပဆိုဒီသုံးခုကြတော့ဝိပဿနာအနေနဲ့ဟောတယ်နောက်တစ်ခုကနဝတိဝဋ္ဌိကပပလို့ဆိုအဲ့တော့နဝတိဝဋ္ဌိကပပကတော့ဒီနေရာမှာဝိပဿနာအနေနဲ့ဟောတယ်လို့ပဲမှတ်ရမယ်တဲ့အာရိနဝနုပဿနာအနေနဲ့နဝတိဝဋ္ဌိကတော့ဒီနေရာမှာသုံးတာအာတုဝကမ္မထာနဲ့မတူဘူးလို့ဆိုလို့တယ်အာတုဝကမ္မထာကအပ္ပနာကမ္မထာအဲ့တော့အာတုဝကမ္မထာရှုတော့ငါဟောတာမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးရဲ့အပြစ်တွေကိုမြင်ဖို့ရအတွက်ရှုတော့တစ်မျိုးကဟောတာမို့ဝိပဿနာဉာဏ်ထဲမှာပါဝင်တဲ့အာရိနဝနုပဿနာဉာဏ်နဲ့ဆက်ဆက်ပြီးဟောတယ်လို့ဒီလိုမှတ်ရမှာဖြစ်တော့ဒီနေရာမှာနဝတိဝဋ္ဌိကဟာသမထအတွက်ဟောတာမဟုတ်ဘူးဝိပဿနာအတွက်ဟောတယ်လို့ဒီလိုပဲမှတ်နော်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဝိပဿနာအတွက်ဟောတာက၄ခုသမထအတွက်ဟောတာက2ခုလို့ဆို6ခုဒီလိုဆိုလို့တယ်နော်ဒါကအထက်ကထာမှာရှင်းလင်းချက်ဒီတတိမေထက်ကထာမှာဒီတိုင်းရှင်းထားတာနော်ဟိုနေရာဒီနေရာအကုန်လုံးကလိုက်စုမှဒါလေးတွေရတနေရာထဲမှာမပြောဘူးဆက်ရစာတွေကိုအကုန်ကြည့်ရတယ်ဒီခါလေးကြတော့အဲ့တော့ဒီမှာဒီကနေ့မနတိကာရပဋိက္ခုလမနတိကာရပပဒါကိုအထုပ်ပုံလေးကိုမြတ်စွာဘုရားကာဂဒတတိအနေနဲ့အထုပ်ပုံလေးကိုဟောဖို့စာမျက်နှာနံပါတ်6အပိုက်နံပါတ်6ပဲအဲ့ဒီကနေစပုဏ္ဏစပရံဘိက္ခဝေဘိက္ခုဣမမေဝကာယံဥဒ္ဒံပါဒတလာဒါလေးရဲ့အတွဲဖတ်အဒောကေတမထကာတသပရိယန္တံပူရဏနပကာရတအတုစီနောပစ္စဝခတိအဲ့ဒီမှာ phrase လေးတစ်ခုကိုတသပရိယန္တံပူရဏနပကာရတအတုစီနောဒါလေးကတစ်ပိုက်ဖတ်ဖို့လိုတယ်အင်္ဂလိပ်လိုပေါ့ပုစုလိုက်လေးတွေ phrase လေးတွေ clause လေးတွေဖတ်တတ်ဖို့ပေါ့ပါဠိမှာလည်းပဲသူ့အုပ်စုလေးနဲ့သူရှိတယ်အ내ပြန်တဲ့အခါအဲ့ဒီအုပ်စုလိုက်ဖတ်ဖို့လိုတယ်ဘယ်လိုဆိုရင်အဓိပ္ပာယ်ရုပ်တရက်မသိနိုင်ဘူးဣမမေဝကာယံဒါတစုဣမမေဝကာယံအဲ့ဒါကိုပဲဥဒ္ဒံပါဒတလာအဒောကေတမထကာဥဒ္ဒံပါဒတလာအဒောလို့မဖတ်နဲ့ဥဒ္ဒံနဲ့ပါဒတလံတွဲပြီးတော့ဖတ်တယ်ဥဒ္ဒံပါဒတလာအဒောကေတမထကာတသပရိယန္တံပူရဏနပကာရတအတုစီနောပစ္စဝခတိဘိက္ခုပစ္စဝခတိ subject နဲ့ verb ကတ္တနဲ့ကရိယာဒီနှစ်ခုတူရလားလို့ကြည့်ရတယ်မတူရင်သူနဲ့ဆက်တာမဟုတ်ဘူးဘိက္ခုယောဂီယဟန်ဟာပစ္စဝခတိဆင်ញင်တဲ့ဘာကိုဆင်ញင်တာတော့ဆိုဣမမေဝကာယံဤကာယကြီးကို
ဆင်ញင်တယ်ဆိုတာစူးစမ်းတယ်ရှားပွေတယ်လေ့လာတယ်တတိထားပြီးတော့အသိဉာဏ်နဲ့ကြည့်တယ်စူပါမားကတ်မှာဈေးသွားဝယ်တဲ့အခါမှာပစ္စည်းလေးဟိုဘက်ကလှည့်ကြည့်ဒီဘက်ကလှည့်ကြည့်ကိုင်ကြည့်ပို့ကြည့်လောက်တာမဟုတ်လားအဲ့ဒါပစ္စဝကတိပဲအဲ့ဒါကြတော့လောဘနဲ့ပစ္စဝကတိလည်းဖြစ်ခြင်းဖြစ်မှာဒါကတော့ဉာဏ်နဲ့ပစ္စဝကတိနော်ပစ္စည်းဝယ်တဲ့အခါမှာအသေးစိတ်ကြည့်ရှုတယ်လို့ပဲကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်တယ်တဲ့ဒါမို့ဒီအဓိပ္ပာယ်လေးကိုလူရင်းလေးတွေကိုယင်မှတ်ရတယ်ပေါ့ဘိက္ခုယောဂီပုဂ္ဂိုလ်ဟာဣမမေဝကာယံဣမမေဝကာယံဆိုတာကိုယ့်ကိုယ်လက်ညှိုးထိုးတာဟောဒီကာယကြီးလို့ဆိုလို့တယ်နော်ဒီကာယကြီးကိုကိုယ်ကာယကိုဣမမေဝကာယံဤယုတ်ခန္ဓာကိုယ်ကြီးကိုပင်လင်ပစ္စဝကတိဆင်ញင်တယ်ပစ္စည်းတစ်ခုကြည့်တဲ့အခါကျတော့ဝယ်တဲ့အခါကျတော့ဒါမှအနာလေးပါလားအစွန်းလေးပါလားဒါတွေလိုက်ကြည့်တာအပဲ့လေးများပါနေလားအပေါက်ကလေးများပါနေလားလိုက်ကြည့်တာတော့ဒီခန္ဓာကိုယ်ကြီးကိုကြည့်တယ်ဆိုတာအမျိုးစုံရှိတယ်မှန်နဲ့သွားပြီးတော့လှမလားကြည့်တာမျိုးမဟုတ်ဘူးနော်ဒီခန္ဓာကိုယ်ကြီးရဲ့အပြည့်အနာစာတွေကိုရှာကြည့်ဖို့လိုတယ်ဒါကိုမှန်ကြည့်ပြီးတော့အလှပြည့်တဲ့လူကဘယ်နိဗ္ဗာန်ရမှာတော့လောဘနဲ့ကြည်တာဟုတ်သူလဲဣမမေဝကာယံပစ္စဝကတိပဲနော်မှန်ကြည့်ပြီးလှပြင်လဲဣမမေဝကာယံပစ္စဝကတိပဲဒါကိုကြည့်ဖို့ကြည်နေကြတယ်မတူဘူးလေဒါကြည့်တာဘာကြည့်တာဟိုဟာကလှမလားအချိန်တွေကိုကြည့်တာလှအောင်လုပ်ချင်လို့ကြည့်တယ်အကြည့်အခုဒါကြတော့ဘာလို့ဆိုဣမမေဝကာယံဤခန္ဓာကိုယ်ပင်လဲကြည့်တာမှချမ်းထားဘူးတကူလုံးကြည့်တာမို့ပါရတလာခြေဘဝမှဥဒ္ဒအထက်ခြေဘဝကနေခေါင်းထီအောင်ပေါ့ဒီလိုဆိုလို့တယ်သံမြာအထိကေတမထကသံမြာထိတ်မှအတော်အောက်ခြေဘဝအထိခြေဘဝကနေသံမြာထိတ်အထိသံမြာထိတ်ကနေခြေဘဝအထိဒီလိုဆိုလို့တယ်ပါရတလာခြေဘဝမှဥဒ္ဒံအထက်ကေသမတ္တကသံမြာထိတ်မှာအတော်အောက်ဒါကကြည့်တဲ့နေရာဧရိယာကိုသတ်မှတ်ပြတာစကားဣမမေဝကာယံဤခန္ဓာကိုယ်ကိုကြည့်တယ်ဆိုတော့ဧရိယာတစ်ခုလုံးကိုကြည့်တာလို့ဆိုလို့တယ်မျက်နှာလေးတစ်ခုတည်းတင်ကြည့်တာမဟုတ်ဘူးဧရိယာကြီးတစ်ခုလုံးကိုကြည့်တယ်သဗ္ဗင်ထိပ်ဖြားကနေပြီးတော့ခြေဘဝကနေသဗ္ဗင်ထိပ်ဖြားဒီဧရိယာကြီးတစ်ခုလုံးကိုကြည့်တာကြည့်လိုက်တဲ့အခါအဲ့ဒီဧရိယာကြီးတစ်ခုလုံးဟာတသပရိယံတံအရေနဲ့လွှမ်းခြုံထားတာအရေပါးလေးအုပ်ထားတာမတမပါတဲ့အရေပြားလေးဘလောက်ပါတော့ဆိုချင်းကတော့မှဖောက်လို့ရတယ်လေချင်းဖောက်လို့ရတဲ့အပါပဲကြက်ဥမှာချင်းဖောက်လို့မရဘူးကြက်ဥခေါ်ထူသေးတယ်လူရဲ့အရေလေးကအမတမပါတယ်စူးလဲပေါက်သွားတာပဲလဲလိုက်ရင်လည်းကွဲသွားတာတိုက်လိုက်ရင်လည်းပြဲသွားတာပဲမရပါလေးနော်အဲ့ဒါကိုပြောတာတသပရိယန္တအရေဖြင့်အဆုံးတတ်ထားတယ်ဆိုတော့အရေဖြင့်ဖုံးအုပ်အဆုံးတတ်ထားတာခန္ဓာကိုယ်ကြီးကိုအရေနဲ့လွှမ်းခြုံထားတယ်လို့အဓိပ္ပာယ်ယူပါသူစကားလုံးရဲ့အဓိပ္ပာယ်ကတော့ပရိယန္တအဆုံးတတ်ထားတာအရေလင်အဆုံးရှိတယ်ဆိုအလုံးကိုအရေနဲ့အုပ်ထားတယ်လို့ဆိုလို့တယ်ဗမာစကားနဲ့ကြတော့အရေပြားနဲ့အုပ်ထားတယ်ခြေဘဝထီအောင်အလုံးအရေပြားကြီးတစ်စက်တည်းလွှမ်းပြီးတော့အုပ်ထားအရေတူအရေပါဒီနှစ်ခုနဲ့လွှမ်းခြုံပြီးတော့အုပ်ထားတာဒါကိုယ်ခန္ဓာလေးကိုသေးသေးချာချာအသိဉာဏ်နဲ့စဉ်းစားကြည့်ပေါ့အဲ့တော့ဥဒ္ဒပတ္တတလာဒေါကိတမတ္တကဆိုတာဧရိယာကိုသတ်မှတ်ပြတာတသပရိယန္တံဆိုတာအနေထားတစ်ခုကိုသတ်မှတ်ပြတာနော်ကမ္မထမ်းရှုပုံကြတော့ဘာနဲ့ပြောလဲဆိုပူရဏနပကာရတအတုစီနော
နာနပကာရတအတုစီနောအမျိုးမျိုးသောမစင်ကြယ်သောအရာများဖြင့်ပူရန်ပြည့်နေသောဒါအင်္ဂလိပ်စကားနဲ့ဆင်းနေ full of ဆိုတဲ့သုံးတဲ့အဓိပ္ပာယ်မျိုးပဲဒီလေ off နဲ့ထားတာပဲနော် full of water ဆိုတာမျိုးလို့ရေတွေနဲ့ပြည့်အခုဒီခန္ဓာကိုယ်ကြီးကလည်းဘာနဲ့ပြည့်နေတော့ဆိုနာနပကာရတအမျိုးမျိုးသောအတုစီနောမစင်ကြယ်သောအရာနဲ့ပူရန်ပြည့်လျက်ရှိသောကဲဆံမင်ကနေပြီးတော့ဟိုခြေဘဝအထိကြည့်မွေးကြိုင်တာတို့အသုံးကြတာတို့ခန္ဓာကိုယ်ထဲမှာဘာတစ်ခုများရှိလဲလိုက်ကြည့်ရပါနော်အပေါ်ရအရေပြားလေးကိုကြည့်ပြီးတော့လူတွေကအသားဖြူတယ်အသားမဲတယ်လုပ်နေကြတယ်အတွင်းကြအတူတူပဲဖြူမဲမဲအပေါ်အရေလေးကနေကာလာလေးကအရေလေးကနေပြီးတော့အဲ့ဒီကာလာလေးပြောင်းနေတာဒါတော့အမဲကိုဖြူလုံးချင်တဲ့လူကရှိတယ်အဖြူကိုမဲလုံးချင်တဲ့လူကရှိသေးတယ်ကိုယ့်ကိုမကျေနပ်နိုင်တာပေါ့နော်သားဖြူတဲ့လူကမဲချင်တယ်ဥရောပသူတွေဆိုမဲဟောင်ကြိုးစားတာမဲမမဲတော့ဘာလုပ်လဲဆိုအဝတ်ပါအမဲလေးကိုဝတ်ထားအရေကမဲမရတဲ့အခါကျတော့အဲ့ဒီအမဲလုပ်တာစားခဲ့လို့မတမပါတဲ့အဝတ်မဲလေးကိုဝတ်ထားရင်သူကသူအမဲလေးဖြစ်သွားဖြူကျင်တဲ့လူကြတော့လည်းအဖြူပေါ့နော်ကိုရှိတာနဲ့မကျေနပ်လို့လူတွေဒုက္ခရောက်နေတာမှန်မကျေနပ်ကြလို့လောဘရဲ့သဘောပဲမကျေနပ်ဘူးဆိုတာအဲ့တော့အရေပြားလေးနဲ့အုပ်ထားပြီးတော့နာနပကာရတအမျိုးမျိုးဒီထဲမှာအမျိုးအစားတွေကအလွန်များတယ်များပြားသောအမျိုးအစားရှိသောအတုစီနောသူစီကစင်ကြယ်တာအတုစီကမစင်ကြယ်တာဗမာစကားမစင်ဆိုတာတရားကိုကြည့်တော့နော်စင်ကြယ်တယ်တန့်ရှင်းတယ်မှုေးကြိုင်တယ်အဲ့မရှိဘူးအတုစီနောမစင်ကြယ်သောအရာဖြင့်ပူရန်ပြည့်နေတော့ဘယ်သွားတော့ဆိုဣမမေဝကာယံဤခန္ဓာကိုယ်ကိုပင်ခန္ဓာကိုယ်ရဲ့အနေအထားကြီးကိုကြည့်တာပစ္စဝဂတိပညာဉာဏ်ဖြင့်ရှုမြင်သုံးသပ်၏ဆင်ញင်သုံးသပ်၏ကဲဒီလိုဆိုလိုတယ်နော်ကဲတော့ဒီဘုံလုံးကိုခြုံပြီးတော့ပြောဘိက္ခဝေယဟန်တို့ဥဒ္ဒစပရံနောက်ကာယ ानु ပတနာတတိပဋ္ဌာန်တစ်မျိုးကိုပြောရမယ်ဆိုရင်ဘိက္ခုယောဂီယဟန်သည်ဥဒ္ဒံပါဒတလာခြေဘဝမှအထက်ဖြစ်သောအတောကေတမထကဆံပြားကအောက်ထီအောင်သောခြေပြားကအထက်တိုင်အောင်သောအတောကေတမထကဆံပြားထိပ်မှအောက်တိုင်အောင်သောအောက်အထီဖြစ်သောတသပရိယန္တံအရေးဖြင့်ဖုံးလွှမ်းထားသောနာနပကာရတအတုစီနောအမျိုးမျိုးသောမစင်ကြယ်သောအရာတို့ဖြင့်ပူရန်ပြည့်နေသောဣမမေဝကာယံဤမိမိရဲ့ခန္ဓာကိုယ်ကြီးကိုပင်နဲ့ဤကာယကိုပင်လဲပစ္စဝခတိအတိညာဖြင့်ဆင်ခြင်သုံးသပ်၏တွေးကြည့်တယ်ကိုယ်ခန္ဓာကိုယ်ဉာဏ်နဲ့တွေးကြည့်တယ်ဉာဏ်ကတွေးခြင်းလို့ရှိရင်ဘယ်သူနဲ့ဝိုင်းတွေးရအောင်ဆိုသမ္မာသင်္ကပ္ပပေါ့အလုံးစုလို့တာလို့ဆိုလို့ဉာဏ်ပါတဲ့အတွေ့အဲ့ဒါတွေနဲ့တွေးကြည့်တယ်အောက်ကတွေးပုံကိုပြောပြအဋ္ဌိဣမတမေကာယေကေတာလောမနခါရန္တာတသော၅ခုတစုနောက်ပိုင်းကျ6ခုတစုအဲ့လိုသွားတာနော်ဣမတမေကာယေဤကာယမှာတစ်ခုစီအထက်ကနေစပြီးတော့ကြည့်လိုက်တာကေတာသမေနုတိအဋ္ဌိရှိကုန်၏ခေါင်းပေါ်ပေါက်တာဆမေ
လောမှာကျန်တဲ့ဒီကိုလုံးမှာပေါက်တာအမွေးတို့သည်အရေးအတွက်များလို့ပလူရယ်နဲ့ထားတာကေတာဆာမင်တို့သည်အဋ္ဌိရှိနေကြကုန်၏လောမှာအမွေးတို့သည်အဋ္ဌိရှိနေကြကုန်၏နှခါခြေသေးလက်သေးတို့သည်အဋ္ဌိရှိနေကြကုန်၏ဒန္တာသွားတို့သည်အဋ္ဌိရှိနေကြကုန်၏တသောအယေတုအယေပါသည်အဋ္ဌိရှိ၏ဒါတခုတည်းအနေနဲ့ပြောတာမန္တန်အသာရှိတယ်မန္တန်အဋ္ဌိလေးကတော့ကရိယာပုတ်အနေနဲ့ခေါ်ထားတာနော်မန္တန်အဋ္ဌိအသာရှိတယ်နာရုအဋ္ဌိအကျော်ရှိတယ်နာရုအကျော်အဋ္ဌိအယိုအဋ္ဌိမိန်စံချင်းစီရိုးရင်းချင်းစီမန္တနာရုအဋ္ဌိမိန်စံဝက်ကံအညုတ်ဟရယနှလုံးယကနာအသေးကိလောမကံအမေးပိဟကံအဖြင်းပပတံအဆုပ်အန္တံဥမအန္တကုဏဥဒိခုနဆိုတာဒီနေရာမှာဥမာကြီးကိုထိန်းထားတဲ့ဟာလေးပြောတာအနောင်ဖွဲ့ဥမာကြီးကိုနေရာရွေးမသွားအောင်ထိန်းပေးထားတဲ့ဟာလေးဥဒရိယံအစာသစ်ကရိတံအစာဟောင်းကျင်ကြီးပိဋ္ဌံသဲချေသေမန္တလိတ်ပုပ္ပောပြီလောဟိတံသွေးသေရောချွေးမေရောအစီကဲအတုမျက်ရည်ဝတ္တာစီချီခေလောတတွေသင်္ကဏိကနှတ်လတိကစေမုတ်တံကျင်ငယ်လို့ဒါလို့ရှိတယ်ဒီမှာမတ်ထလုံးငန်းဆိုတာကိုထည့်ပြီးတော့ရေးမထားဘူး31ကုဋ္ဌတာပဲရှိတယ်ပါဠိတော်တွေတော်တော်များများမှာမတ်ထလုံးငန်းဆိုတာကိုမပါဘူးဟောမထလုံးငန်းကိုထည့်မပြောတာဘာကြောင့်ထည့်မပြောတာတော့လို့ဆိုအဋ္ဌိမိန်စံထဲမှာယူရင်းချင်းစီထဲမှာထည့်ထားတယ်အဲ့ဒီထဲမှာရောပြီးတော့ပြောတဲ့အခါ31တိဒန့်ထည့်လို့ရှိရင်အန္တကုဏဥဒရိယံကရိတံရဲ့နောက်မှာမထလုံကံလို့အဲ့လိုထည့်တယ်မထလုံကဟုတ်နောက်အဲ့တော့ပါဠိတွေတော်တော်များများပါဠိတော်တွေမှာ30တကုဋ္ဌာသပဲပြတယ်31ပဲဒါပေမဲ့လို့အထက်ကရာတွေရှင်းတိုင်း32ဒုတိတကာရလို့ဒီလိုရှင်းတာနော်32ကုဋ္ဌာသဆိုအဲ့တော့ဆိုလိုတာဒီခန္ဓာကိုယ်ကြီးမှာသဘင်တွေရှိတယ်မွေးတွေရှိတယ်တခုချင်းလေးခြေသက်လက်သေးတွေရှိတယ်သွားတွေရှိတယ်အရေတူအရေပါရှိတယ်အသာအကျော်အယိုချင်းစီအညွတ်နှလုံးအသက်အမေးအဖြင်းအဆုပ်ဥမဥသိသာသစ္စာဟောင်းအုံနောက်တိကျေတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်စီကြီးတန်တွေနှက်အစေကျင်ငယ်လို့ဒီဓာတွေကဘာတွေတုံးဆိုနာနပကာရတအတုစီနောနာနပကာရတအမျိုးမျိုး32မျိုးနော်
32မျိုးဖော်ပြထားတာအဲ့32မျိုးသောမစင်မကြဲယွန်းစပွဲတွေဘယ်ဟာမှမွေးတာတခုမှမရှိဘူးဘယ်ဟာမှသိမ့်ထားစရာလည်းတခုမှမရှိဘူးနော်ထဲမှာအရေးလေးနဲ့အုပ်ထားလို့သူကဟုတ်နေတဲ့ရောင်ရောင်ဖြစ်နေဘာမှမရှိဘူးအတင်းဝင်ကြည့်လို့ကတော့ပရမစေကုသအလွန်ဆက်ဆုပ်စရာကောင်းတဲ့အရာတွေကြီးပဲဒီလိုဆိုတယ်နော်အဲ့ဒါတွေရှိတယ်လို့ဟောခန္ဓာကိုယ်ဆင်ញင်သုံးသပ်ပါလို့ဒါကိုပြောတာပူရဏနပကရတအတုစီနောဆင်ញင်ပုံလေးကိုပြောတာဒါပฏิကူလမနတိကာရယွန်စရာတွေတွေးခိုင်းတာပေါ့နော်ယွန်စရာတွေတွေးခိုင်းတာကိုကောင်းတာတွေတော့မတွေးလိုက်နဲ့အဲ့ဒီမှာဒီကမ္မထံကိုအားထုတ်မယ်ဆိုလို့ရှိရင်သူကစာတတ်တမတတ်တနော်ဒီကမ္မထံကိုအလွတ်ရအောင်ကြက်အထိပ္ပယ်နားလည်အောင်လုပ်ပြီးတော့နှုတ်နဲ့ရွတ်ဆိုနေရမယ်နောက်ကစိတ်ကလိုက်သာမင်မွေးညင်းခြေသေးလည်းပဲမာလို့ပေါ့လေပါဠိလိုကြတော့ကေတာလောမနကရဏတခုစီလေးဖြည်းဖြည်းလေးတခုစီအာယုံရအောင်ဆိုပြီးတော့အပြန်အလှန်ရွတ်မယ်တဲ့ရွတ်ပုံရွတ်နည်းရလဲသူကကေတာလောမနခဒန္တာတသောဒန္တာနခလောမခေတာနော်ဒီ၅ခုတစုသွားလိုက်တဲ့ထင်ပဲအစကနေတခါပြန်ပြီးတော့အနုလုံပฏิလုံလို့ခေါ်တာပေါ့နော်အနုလုံပฏิလုံလို့ကေတာလောမနခဒန္တာတသောဒန္တာနခလောမခေတာငယ်တော့စကိုင်းတောင်ရောဝိပဿနာခန္ဓာကိုကြောင့်မှနေကြတော့ဒါတွေကိုကြီးနေအောင်ရွတ်ရတာပဲနေတိုင်းရွတ်နေရတာပဲသို့တော့စိတ်မပါတော့ဘာမှတရားဓုကမရခဲ့ဘူးရတော့ရအမှန်ရွတ်ပုံရွတ်နေရစနစ်မကြလို့ကေတာဆိုဆံမင်းကိုအာယုံပြုရမှာနော်စိတ်ကလိုက်ဖို့လိုတယ်အဲ့တော့ငယ်တော့ဘယ်လိုအာယုံပြုရမလဲဆိုတော့သိစားတော့ရနာပဲသိချာပဲဆံမင်းမွေးညင်းခြေသက်လက်သက်သွားအရေးသွားခြေသက်လက်သက်ဆံမင်းသွားခြေသက်လက်သက်အရေးဆံမင်းအမွေးဆံမင်းပြောင်းလိပြောင်းပြန်အကုန်ရောရတာပဲကေတာလောမနခရဏတသောဒန္တာနခလောမကေတာတခါရှိထုကေတာလောမနခရဏတသောမန္တနာရုအဋ္ဌိအဋ္ဌိဝေဇံဝက္ကံအဋ္ဌိဝေဇံအဋ္ဌိနာရုမန္တတသောဒန္တာနခလောမကေတာတိုးပြီးတော့အဆုံးထိအောင်အဲ့ဒါလိုသွားဖြည်းဖြည်းလေးအဲ့ဒါကိုမပြင်းမရိရွတ်လဲရွတ်နားလဲထောင်ကိုယ့်အကိုရွတ်ရင်းနားထောင်သွားဒီအထက်ကရာမှာဝိသုဒ္ဓိမေအထက်ကရာမှာသူကမှားထားတယ်ဒီဟာပထမဒီကမ္မထံကိုအားထုတ်မယ်ဆိုရင်တဲ့သူကလုံးဝမဲ့ဤစနစ်9မျိုးပြောရမယ်တဲ့ဒီကမ္မထံသင်ပေးလိုက်နာရမယ်ဥက္ကဟကောသလလို့ခေါ်တယ်ဒီကမ္မထံကိုမှတ်ယူတဲ့ဤစနစ်နဲ့ပတ်သက်ပြီးကျွမ်းကျင်မှုကိုကမ္မထံဆရာကသင်ပေးရမယ်32ခုထာကမ္မထံကိုအထုတ်မလားအခုပฏิကူလမနတိကာရကမ္မထံနဲ့ကာယ ानु ပဒနာကိုလုပ်ချင်တယ်ဆိုရင်တဲ့နံပါတ်1နှုတ်နဲ့အလွတ်ရွတ်နံပါတ်2စိတ်နဲ့ရွတ်နှုတ်နဲ့ရွတ်ပြီးတော့စိတ်နဲ့ရွတ်မယ်နံပါတ်3ကာလာကိုကြည့်ရမယ်နံပါတ်4ကပုပ္ပန္တရံကိုကြည့်ရမယ်အာယုံပြောရမှာတွေပြောနံပါတ်5ကအယမျက်နှာပဲဒေတာအယဒေတာပေါ့လေအဲဒိတာအယမျက်နှာလို့သုံးတယ်အထက်လားအောက်လားပေါ့ခန္ဓာကိုယ်ကြီးကိုချက်ကနေအထက်ကိုထက်ပိုင်းလားအောက်ပိုင်းလားယနေ့ကဗမာပြည်ကိုနှစ်ပိုင်းခွဲထားလေအပဘာမလောဝဘာမဆိုကိုယ်ခန္ဓာကိုယ်လည်းပဲအပလောဝခွဲထားပေါ့ချက်အထက်ကိုအထက်အောက်ကိုအောက်ဒီလိုခွဲတာထက်ပိုင်းအောက်ပိုင်းအဲ့ဒါကိုဒိတာလို့ဒိတာလို့ဒီမှာသုံးတာရမျက်နှာထဲရမျက်နှာအောက်ရမျက်နှာနောက်တစ်ခါတရားဌာနဘယ်နေရာမှာရှိတယ်ဆိုတော့ဩကာသနောက်တစ်ခါပိုင်းခြားသတ်မှတ်ချက်ဆိုပြီးတော့ဒီ9မျိုးသင်ရမယ်ဒါကမှတ်ယူတာဒီကမ္မထအာယုန်တွေကိုမှတ်ယူဖို့အတွက်ဥက္ကဟဆိုတာမှတ်ယူခြင်းမှတ်သားခြင်း
ဘယ်အပဲအထုတ်ရုပ်ဝိပဿနာအထုတ်မဲ့ဆိုရင်ရုပ်နဲ့နာမ်ကိုမှတ်သားရတယ်မှတ်သားပြီးတော့မှသဘာဝလက္ခဏာနဲ့မှတ်သားပြီးသွားပြီးတော့မှအနိစ္စဒုက္ခအနတ္တကိုသွားရတယ်အနိစ္စဒုက္ခအနတ္တထင်လားရှုစွာမှတ်သားတာပရိက္ခဟတို့ဥက္ခဟတို့မှတ်ယူတယ်သင်ယူတယ်ဒါတွေအရင်သင်ရမယ်လို့ပြောတာနော်ဒါတွေအရင်သင်ရမယ်တော့ကမ္မထာဆိုတာမသင်ရဘူးလို့ပြောရင်မဟုတ်ဘူးဒီမှာရှိမှာဥက္ခဟကောသလားဆိုသင်ယူတာတရားသင်ပြီးတော့အလုတ်ကိုရအောင်ကြက်ထားကေတာလောမနခရဏတသောရဏနခလောမကေတာမှုတ်နေအောင်ကိုရွတ်နေအောင်လို့ရွတ်ပြီးရင်စိတ်နဲ့နှလုံးသွင်းဒီမှာဝိတ္တရိမေမှာမှတ်တမ်းတစ်ခုရေးထားတာရှိတယ်ဒီကမ္မထာကိုအားထုတ်ခြင်းနဲ့ဆိုပြီးတော့ကိုရောကြီးတွေလာတဲ့အခါမှာသူတို့ကစတတ်ကိုရောကြီးတွေပဲဒါပေမဲ့ကမ္မထာဆရာကကမ္မထာမပေးဘူးကေသာအဋ္ဌိမသွေမေကာယေကေသာလောမှာဒါ၄လရွတ်လို့ပြောတာဒါကြီးပဲရွတ်နေလေ၄လရွတ်နေရမယ်တဲ့ခုခေတ်ကတော့အတမဆက်ပဋ္ဌာန်းမွဲတွေနော်သူလည်းရွတ်ခိုင်းတာပဲအဲ့ဒါ၄လရွတ်ရမယ်ဆို၄လရွတ်ရင်းနဲ့သူတို့ကနှလုံးသွင်းဆင်ခြင်တော့သောတာပန်ဖြစ်သွားကြတဲ့အာယုစိုက်ပြီးတော့ရွတ်တဲ့အခါကျတော့တဘာဝတရားတွေကိုသိလာပြီးနောက်ဆုံးလူရဲ့ပုံပန်းတဏ္ဍတွေပျောက်သွားပြီးတော့ဒီယွန်စရာတွေကြီးပဲမြင်လာတော့ခါနော်မြင်လာတဲ့အခါတတ္တတင်ညာပျောက်သွားပြီးတော့ဒိဋ္ဌိဝိသိကိစ္စကွာတော့သောတာပန်ဖြစ်သွားတာပေါ့ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်လို့ဒီမှာရေးထားတဲ့အထဲမှာဒီကမ္မထံကိုအထုတ်မယ်ဆိုရင်တဲ့ရွတ်မယ်မရွတ်ပဲနေလို့မရဘူးတဲ့နော်ဘာပြောထားတော့ဆိုအထက်ကရာမှာဣမတမေဟိပฏิကူလမနတိကာရကမ္မထာလေဒီပฏิကူလမနတိကာရကမ္မထာကိုအထုတ်မယ်ဆိုရင်တဲ့တိပိဋကတရပဲဖြစ်ပါစေနှလုံးသွင်းတဲ့အခါမှာတဲ့ပထမဆုံးရွတ်ပါတဲ့နှုတ်ရဲ့အလေးကျင့်နဲ့ရွတ်ဆိုပါတဲ့နော်သာဓပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ်ရွတ်ပါတဲ့ဘာဖြစ်လို့တော့ဆိုရင်ဝဆတာသစ္စာယေနကမ္မထာနတန္တိပကုဏဟောတိနှုတ်နဲ့ရွတ်တဲ့အခါကျတော့ဒီကမ္မထာအာယုန်တွေဟာဒီလေ့ကျင့်ပြီးသားဖြစ်တော့ပါလိမ့်မယ်အဲ့လိုကမ္မထာနဲ့အာယုန်နဲ့သွားတဲ့အခါကျတော့နဣတောစီတောစစိတ်တံဝိထာဝတိတဲ့သူစိတ်လေးကဟိုပြေးတိပြေးမပြေးတော့ဘူးဒီကမ္မထာအာယုန်နဲ့ပါပဲရောက်သွားတယ်ဒါလေးကိုအာယုန်ပြုပြီးရွတ်ပါလို့အဲ့တော့ရွတ်တဲ့ဖတ်တဲ့ဆိုတာလဲအသုံးဝင်တယ်ဆိုတာတော့မှတ်ထားပါနော်တခြင်းတော့မဆိုနဲ့ပေါ့တခြင်းစာသားကတခုတော့ရှိတယ်ကမ္မထာစာသားပါတဲ့တခြင်းတေးပုံမှာတို့ဘာတော့ကြတော့အဓိပ္ပာယ်ကသူကဘုရားကိုကြည်ညိုဖို့သင်္ခါရတရားတွေပေါ်မှာအာယုစိုက်ဖို့ဆိုတာမျိုးတွေကြတော့သူကလောဘမဖြစ်ဘူးလေတရားတွေဖြစ်လာတယ်ပီတိတွေဖြစ်လာအဲ့ဒီတခြင်းမျိုးကြတော့နားထောင်လို့ရတယ်ပေါ့ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့တခြင်းကြနားထောင်လို့ရတယ်ဖေတော်မောင်တော်တွေတော့နားမထောင်နဲ့ပေါ့လောဘဖြစ်မယ်ဒေါသဖြစ်မယ်ဆိုတာနားမထောင်ဒီလိုဆိုလို့တယ်ယောဂအညောခန္ဓာနဲ့တူတူပဲအညောခံရင်အနာရင်းလာလိုက်အဲ့တော့ပထမရွတ်ပါတဲ့ဘာဖြစ်လို့လဲဆိုရင်ရွတ်လို့ရှိရင်ဒီကမ္မထာအာယုံပြုမဲ့ဒီပါဠိဟာလေးလာပြီးသားဖြစ်သွားပါလိမ့်မယ်ဒီစကားလုံးလေးတွေကလေးလာပြီးသားဖြစ်သွားပြီးစိတ်လေးကလည်းမပြေတော့ဘူးတဲ့လူရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေဟာလည်းပဲဉာဏ်ထဲမှာပေါ်လာလိမ့်မယ်ဆိုရင်နေပေါ်လာတယ်နော်မွေးညင်းဆိုမွေးညင်းတွေပေါ်လာတယ်ခြေသက်လက်သက်ဆိုခြေသက်လက်သက်တွေပေါ်လာတယ်အဲ့ဒီပေါ်လာလိမ့်မယ်အဲ့တော့နှုတ်နဲ့ရွတ်တယ်လို့ပဲစိတ်နဲ့လည်းရွတ်ပါအောင်တဲ့စိတ်နဲ့ရွတ်တာတော့ပါးစပ်ကထုတ်မဆိုဘဲနဲ့စိတ်ထဲကဆိုတာအာယုစိုက်ပြီးတော့စိတ်ထဲနဲ့ကေတလောမနခန္ဓာနာတဆောဆိုတာအဲ့ဒါလို့နှုတ်နဲ့ရွတ်ခြင်းဟာစိတ်နဲ့ရွတ်ဖို့အတွက်အထောက်အကူဖြစ်တယ်တဲ့
စိတ်နဲ့ရွတ်တာဟာကြတော့တဲ့တဘာဝတွေကိုပိုင်းခြားသိတဲ့အသိဉာဏ်ရဲ့အထောက်အကူဖြစ်တယ်လို့ဆိုလိုတယ်နော်အဲ့တော့ရွတ်တိုင်းလည်းအပြစ်မပြောလိမ့်နဲ့ပေါ့ကောင်းတာလားဆိုးတာလားအရင်ခွဲပြီးတော့ကြည့်အောင်နော်သူကနဲ့သူပဲတရားတွေဟာအဲ့တော့ဒါကိုရွတ်ပါတဲ့အဋ္ဌိမတ္တဝေမိကာယေကေသာလောမနခါရန္တာတသောအဲ့ဒီကနေပြီးအတုဝေတာခေလောသင်္ကဏိကာလတိကမုဒ္ဒံ32ခုတ္တသာကိုအဓိပ္ပာယ်တွေပေါ်နေအောင်တယုတ်တွေကြည့်ပြီးတော့ရွတ်ပါဒီ32ခုတ္တသာကိုတည်တည်ချာချာနားလည်အောင်လို့ဆိုပြီးတော့အနာတမီကျမ်းနဲ့တိုက်ဆိုင်ပြီးတော့မန္တလေးခေတ်ရောမင်းကြီးဥဖိုးလိုင်ကကာယ ानु ပဒနာကျမ်းဆိုရေးထားရှိတယ်30ခုတ္တသာကိုပြန်ရိုက်ထားတာရှိလိုက်တယ်စိတ်ဝင်စားရင်တော့အနာတမီကျမ်းနဲ့နှိုင်းရှင်ပြီးတော့အနာတမီကျမ်းအစိုးအထဂရာတွေရဲ့အစိုးဆိုပြီးတော့32ခုတ္တသာကိုတစ်ခုချင်းတစ်ခုချင်းရေးပြီးတော့ရှင်းပြထားတာရှိတယ်ဘာလို့လဲဆိုတချို့ဟာတွေကဘာဆိုလို့မှမသိတာတွေရှိတတ်သေးတယ်32ခုတ္တသာကိုယ်တိုင်မြင်ရတာမဟုတ်တော့ခွဲစိတ်ဆရာဝန်တွေတော့သိမှာပဲတရားအခေါ်ဝချင်းကလွဲချင်းလည်းလွဲမယ်အဲ့တော့အနာတမီအခေါ်နဲ့ဒီစာပေကျမ်းကအခေါ်အဲ့ဒီအခေါ်နှစ်ခုကိုနှိုင်းရှင်ပြီးတော့လေ့လာထားတဲ့ကာယ ानु ပဒနာကျမ်းဆိုမင်းတို့မင်းကြီးခေတ်ကမင်းတို့မင်းကြီးရဲ့အမတ်ကြီးပေါ့လေရောမင်းကြီးဥဖိုးလိုက်ဆိုတာရေးသွားတာရှိတယ်ပေါ့နော်စာတတ်ပုဂ္ဂိုလ်ကြီးပဲသွားတယ်ရောအတွင်းကိုဥဖိုးလိုက်ကာယ ानु ပဒနာကျမ်းနဲ့အဲ့ဒီကျမ်းကိုရှာဖတ်ကြည့်ပေါ့နောက်ထပ်မရရင်တော့လည်းစာအုပ်အဟောင်းဆိုင်နေရှိမှာပါကာယ ानु ပဒနာကျမ်းဆိုအဲ့ဒီမှာဒါကိုအားထုတ်မယ်ဆိုလို့ရှိရင်နှုတ်နဲ့အရင်ရွတ်ရမယ်ဘယ်လောက်ကြာအောင်ရွတ်ရမလဲဆိုရင်တီယိုကျွန်းမှာတော့ခုနနိကေနှစ်ခုအလွတ်ရတဲ့ကိုတော်ကြီးတွေကို4လရွတ်ခိုင်းတာတယ်နော်ကမ္ဘာထာတောင်ထိုင်မခံဘူးရွတ်ခိုင်းနေတာပြီးတော့ကမ္ဘာထာလို့အားထုတ်တယ်ဆိုတာစိတ်ရှည်ဖို့တော့လိုတာပေါ့နော်ခဏထိုင်ပြီးလက်ပြင်ကသောတပန်ဖြစ်တဲ့ဘက်ခါယဟန္တာဖြစ်လို့တော့ဘယ်ရမှာတော့နော်ဖြစ်ချင်းလည်းဖြစ်မှာပေါ့မဖြစ်ဘူးလို့တော့ပြောလို့မရဒါတော့ကိုယ်ညာအတိုင်းပဲကိုယ့်ရဲ့ပါရမီအတိုင်းပဲသွားမှာလုံနေခြင်းသည်ပင်လည်းကိုယ်တောင်းအောင်ခြေတာပဲမလုပ်ဘဲနဲ့ရခြင်းနေခြင်းသည်အပြင်းထူခြင်းပဲဖြစ်တယ်ပေါ့နော်လောက်တော့မလုပ်ရခြင်းမလုပ်ဘဲရခြင်းပြီးတော့စိတ်ကူးရင်နေခြင်းသည်အပြင်းထူခြင်းတစ်မျိုးပဲဖြစ်တယ်အဲဆိုအတွေးသမားဟာအပြင်းသမားပဲအမှန်တော့တက်တာတဲ့အတွေးတွေရှောက်တွေးနေတဲ့လူကအပြင်းပဲဘာလို့စာထဲမှာဆိုတယ်လေကုတိတော်မိစ္ဆာဝိတ္တိအလိုသို့လိုက်တဲ့ဖြင့်အလွန်ပြင်းသောဆိုတာစိတ်ကူးရင်ပြီးတော့နေတဲ့လူကအဲ့ဒါအပြင်းသမားလို့ခေါ်တယ်ဘာမလို့မိစ္ဆာဝိတ္တိရဲ့အလိုတယ်မှားရတဲ့အတွေးတွေနဲ့တွေးပြီးတော့ခေါင်းချုံအိတ်နေတာများတယ်ပေါ့အဲ့လိုပုဂ္ဂိုလ်ကအလုံးမလုံးဖဲနဲ့တွေးနေတဲ့ပုဂ္ဂိုလ်လူတွေမှာတစ်ခါအစွန်းရောက်သွားတယ်တတိထားရတယ်အေကုသိုလ်ဆိုတာစိတ်แท้ဖြစ်ရင်နဲ့ရပါတယ်ဆိုပြီးဘာမှမလုပ်ဖဲနေတဲ့လူလည်းရှိတယ်တို့ကကမ္မထာအထုတ်နေတာဒါနလုပ်เสียမလို့ဘူးဒီလိုပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါလွဲမှားတဲ့အတွေးတွေပဲကုသိုလ်မှန်တယ်များအကုန်တရားထုတ်နေရင်လောက်ရတဲ့ဒါနကိုစိတ်တလင်္ကာရစိတ်တပရိခါရဒါနလို့ခေါ်တယ်တရားထုတ်နေတယ်လေဒါနလောက်ရတယ်မလောက်ခဲမနေရဘူးလို့ဆိုစိတ်ဆွမ်းအားတွေတစ်မျိုးစီပဲဒါနလို့ရင်ကနေစိတ်ဆွမ်းအားတွေတက်လာနိုင်အဲ့ဒီတက်လာမှုအတွက်ကျဉ်းမှုဝမ်းသာမှုကိုပေးနိုင်တဲ့အလုပ်တစ်ခုလုပ်ကိုလုပ်အောင်မလုပ်အောင်မဟုတ်ကပ္ပဋ္ဌာန်းကြီးအားထုတ်ရတာမဟုတ်ဘူးလူရဲ့စိတ်ဆိုတာအမျိုးမျိုးဖြစ်သည့်အတွက်ကြောင့်စိတ်ကိုကုသတဲ့အခါမှာတစ်ခုတည်းနဲ့လုပ်လို့မရဘူးစာလဲရွတ်တဲ့အချိန်ရွတ်နှလုံးသွင်းတဲ့အချိန်
သွင်းတရားထုတ်ရင်စာမဖတ်ရဘူးလို့လဲမပြောသင့်ဘူးပေါ့နော်စာမဖတ်ရဘူးဟုတ်တယ်ဘယ်လိုစာမျိုးတုံးလို့တော့ပြောမှာဝတ္ထုတွေမဂ္ဂဇင်းတွေမဖတ်နဲ့ပေါ့ဒါအဲ့ဒါမဖတ်နဲ့တရားစာတော့ဖတ်ရမှာကိုအားထုတ်နေတာနဲ့ကြိုက်တဲ့တရားစာဖတ်တာအသိဉာဏ်တခုဒါမှမဟုတ်ကာလေနဓမ္မတကိစ္စကာလေနဓမ္မတဝနာတရားထုတ်နေရင်တရားလဲနာရတယ်တရားလဲဆွေးနွေးရဒါကြီးပွားခြင်းရဲ့အကြောင်းတရားတွေပဲသူကကာလေနဆိုတာသူ့အချိန်လေးနဲ့သူလှုပ်တဲ့အချိန်လေးတွေမှာလှုပ်ရမယ်လို့ဒီလိုပြောတာအဲ့တော့ဒီကမ္မထာမှာသူကကြာကြာနာနာရှင်းလင်းပြီးတော့ဖော်ပြထားတာရှိတယ်နော်ဒါမနတိကုပฏิကူလမနတိကာရပပကာယ ानु ပဒနာအခန်းကိုဒီလိုဟောတယ်အဲ့ဒါကိုပို့ပြီးတော့ထင်ရှားအောင်ကိုယ်ခန္ဓာကိုကြည့်တာပို့ပြီးတော့ထင်ရှားအောင်အောက်ကဥပမာနဲ့ပြတာဒါလေးတရားထာဘိဘိက္ခွေဥပတောမုခပုတောလိအဲ့ဒါလေးကိုတစ်ပိုက်တစ်ဖြတ်ဥပတောမုခပုတောလိဥပတောမုခဆိုတာဥပတောဆိုတာနှစ်ဖက်မှာမုခအပေါက်ရှိတာအဝရှိတာဒီအိတ်ကြီးကဟိုဘက်ကလည်းအပေါက်ဒီဘက်ကလည်းအပေါက်နှစ်ဖက်နဲ့အိတ်နော်နှစ်ဖက်စလုံးအပေါက်ပါတဲ့အိတ်ဒီလိုဆိုလို့တယ်နှစ်ဖက်အပေါက်ပါတဲ့အိတ်ပူတော်လိဆိုတာအိတ်ဆန်အိတ်တို့ပဲအိတ်တို့အိတ်နော်ဥပဒေဘုခနှစ်ဖက်အဝါရှိသောနှစ်ဖက်မှာအဝါရှိသောဟာနှစ်ဖက်ပေါက်နှစ်ဖက်စလုံးဖွင့်ထားတဲ့ပူတော်လိအိတ်ပူရာနာနာဝိတတထေညတာထေညဆိုတာကောက်ပဲတိတံကိုခြုံငုံပြီးတော့ခေါ်တာကောက်ပဲတိနံနာနာဝိဟိတတအမျိုးမျိုးအစားအစာဖြစ်တဲ့ထေညဆိုတာကောက်ပဲတိနံတမန်အပြင်တော့ထေညဆိုတာစပါးဘုံကံကိုလည်းဟောတာရှိတယ်ထေညဒီနေရာမှာတော့ကောက်ပဲတိနံဆိုတာဟုတ်ရှိပေါ့ပူရာပြည့်နေတယ်ပူရာနာနာဝိဟိတတထေညတာအမျိုးမျိုးသောကောက်ပဲတိနှံဖြင့်ပြည့်လျက်ရှိသောဒီလိုတည်းပဲရှိတယ်တရားထိတံဆိုတာဘာတွေလဲဘာတွေထည့်ထားလဲမေကွန်းတရားထိတံအဲ့ဒါဘာတွေလဲတာလီနံတလေးစပါးတို့ဖြင့်တလေးစပါးတာလိဆိုတာတလေးစပါးဝိဟိနံကောက်စပါးတို့ဖြင့်မုခပဲနောက်မာတပဲကြီးတိလနှမ်းတန္တုလဆန်းလို့ဒါအဲ့ထဲမှာပါတဲ့ဟာတွေထည့်ထားတဲ့ဟာတွေကိုအဲ့ထဲမှာစုပြီးရောထည့်ထားတဲ့အိတ်ကြီးဒါဥပမာအနေနဲ့ပေးတာနော်ဟိုဘက်ကလည်းပေါက်ရှိတယ်ဒီဘက်ကလည်းပေါက်ရှိတယ်အဲ့ဒီအိတ်ကြီးထဲမှာထည့်ထားတယ်တရားထာဘိဘိက္ခွေဥပတောမုခပုတောလိပူရာနာနာဝိဟိတတထေညတာအဲ့မှာတစ်ချောင်းပိုက်တရားထိတံတာလီနံဝိဟိနံမုခာနံမာတာနံတိလနံတန္တုလနံတမေနံသက္ခုမပုရိသောမုံစိတ်တဝါမုံစိတ်တဝါပစ္စဝခေယဣမေတာလီဣမေဝိဟိဣမေမုခာဣမေမာတာဣမေတိလာဣမေတန္တုလာတိဒါဥပမာမြတ်စွာဘုရားရဲ့ဥပမာတွေဥဒ္ဓမရိုးရှင်းတယ်လူတိုင်းသိနိုင်တဲ့ဥပမာကိုပေးတာနော်ကဲတော့ဆိုလိုတာဘာတွေတုံးလို့ဆိုအဲ့ဒီတပုတ်လုံးကိုတပုတ်စီနဲ့ဆိုကြည့်မယ်ဘိက္ခဝေယဟန်တို့တရားထာပိဥပမာအဖြစ်ဥပတောမုခနှစ်ဖက်အဝါရှိသော
ပုတော်လိအိတ်သည်နာနာဝိဟိတတဒိညတအမျိုးမျိုးသောကောက်ပဲသီးနှံတို့ဖြင့်ကောက်ပဲသီးနှံဖြင့်ပူရာပြည့်လျက်ရှိ၏ဆိုလိုတာကောက်ပဲသီးနှံတွေရောပြီးတော့ထည့်ထားတယ်ဖြည့်ထားအဲ့ဒီအိတ်ထဲမှာကောက်ပဲသီးနှံတွေပြည့်ပြီးတော့ရောပြီးတော့ထည့်ထားတဲ့အိတ်ကြီးတဲ့တရားထီတန်းအမျိုးမျိုးသောကောက်ပဲသီးနှံဆိုတာဘာတွေတော့သာလီနံတလေးတို့ဖြင့်တလေးစပါးတို့ဖြင့်ဝိဟိနံကောက်စပါးတို့ဖြင့်မုတ်ခာနံပဲနောက်တို့ဖြင့်မာသာနံပဲကြီးတို့ဖြင့်တိနံနံနှမ်းတို့ဖြင့်တဏှုလနံဆန်တို့ဖြင့်ပူရာပြည့်ရရှိတယ်ဒါတွေနဲ့ဖြည့်တင်ထားတာတမေနံသက္ကုမပုရိသောမုံစိတ်တော်ပစ္စောခေယတမေနံမုံစိတ်တော်ပစ္စောခေယအဲ့ဒီမှာဆက်သက္ကုမမျက်စိရှိတော်လို့တာမန်ပေးမယ်ဆိုရင်သူ့လည်းမျက်စိရှိတာပဲကိုယ်လည်းမျက်စိရှိတာအဲ့ဒီအရှိကိုပြောတာမဟုတ်မျက်စိကောင်းတော့မျက်စိတော့ရှိတယ်မကောင်းဘူးအဲ့လိုလူကရှိသေးတာနော်မျက်စိတော့ရှိတယ်မုံဝါးဝါးဖြစ်နေသိပ်မမြင်ရဘူးတိမ်ဖုံးနေတယ်အဲ့ဒီပုံကိုယ်တွေမပါအောင်လို့သက္ကုမဆိုတာမျက်စိကောင်းတော့သက္ကုမပုရိသောမျက်စိကောင်းတဲ့လူသည်ဒါတော့ဆိုလို့တယ်နော်မျက်စိကောင်းတဲ့လူသည်တမေနံထိုနှစ်ဖက်ဝရှိတဲ့အိတ်ကြီးကိုမုံစိတ်တော်ဟိုဘက်ဒီပဲစီးထားတာဆိုအဲ့ဒီမုံစိတ်တော်ဖြေ၍ပစ္စောခေယဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရှုရ၏ကြည့်ရှုဆင်ញင်သုံးသပ်ရ၏မျိုးစုံကောက်ပဲမျိုးစုံထည့်ထားတဲ့အိတ်ကြီးကိုဖြီးပြီးတော့ကြည့်လိုက်တဲ့အခါကျတော့သူတွေ့မှာဘာတွေတုံးဆိုဣမေတာလီဒါတွေကတလေးဆန်နေပဲဣမေဝီဟီဒါတွေကကောက်စပါးတွေပဲဣမေမုဂ္ဂါဒါတွေကပဲနောက်စေးတွေပဲဣမေမာတာဒါတွေကပဲကြီးစေးတွေပဲဣမေတိလာဒါတွေကနှမ်းတွေပဲဣမေတဏှုလာဒါတွေကဆန်တွေပဲလို့မြင်မှာပဲလို့ဆိုလိုတယ်ဒါတွေပဲဒါတွေကဆန်တွေပဲလို့တစ်ခုစီတစ်ခုစီကြည့်ပြီးတဲ့အခါမှာ तू သိတာနော်အဲ့ဒါလို့ခန္ဓာကိုယ်ထဲမှာရှိတာတွေကိုတစ်ခုစီတစ်ခုစီသိအောင်အိတ်ကြီးတဲ့ထည့်ထားတဲ့32ခုတသအိတ်ကြီးတဲ့ထည့်ထားတဲ့အရာတွေလိုပဲခန္ဓာကိုယ်မှာရှိတဲ့ဒီအမျိုးအစားများပြားတဲ့မစင်မကျဲအင်္ဂါရက်တွေပေါ့အဲ့ဒီအင်္ဂါရက်တွေကိုရှုမြင်သုံးသပ်ရမယ်လို့ဒီလိုဆိုလိုတာနော်ဘေခွေယံတို့ဧဝမေဝခေါ်ဤဥပမာအတိုင်းပဲဘေခွယဟန်သည်ဩဒံပါရဒလာခြေဘဝမှအထက်အရတိုင်အောင်အဒေါကေသမတ္တကဆံမြမအောက်ရတိုင်အောင်တသပရိယန္တံအရေးဖြင့်ဖုံးအောင်လျက်ရှိတဲ့နာနပကရတအတုစီနောမစင်မကျဲသောအရာအမျိုးမျိုးဖြင့်ပူရန်ပြည့်နေတဲ့ဣမမေဝကာယံဤမိမိရဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုပင်လင်ဣမသမေကာယေဒီခန္ဓာကိုယ်ကြီးမှာကေတာသံမေတို့သည်အဋ္ဌိရှိကုန်၏မௌဒ္ဒံကျင်ငယ်သည်အဋ္ဌိရှိ၏ဣတိဤသို့ပစ္စဝေခတိဆင်ញင်သုံးသပ်၏တခုစီတခုစီမြင်အောင်ဆင်ញင်သုံးသပ်ရမယ်ဒီလိုဆိုလို့အောက်ကတွေကတူသွားသည့်အတွက်ကြောင့်ကမ္မထာအာယုန်နေဒါစတင်ပြီးတော့ကမ္မထာလုံးပုံလေးကိုပြောတာနော်ကမ္မထာလုံးထားလေးတွေကိုပြောတာခုနအစမှာပြောခဲ့သလိုပဲဒီပဋိကုလမနတိကာရကတမာတိဖြစ်ဖို့အတွက်ဟောတာသမထအတွက်ဟောတာဒါတွေပေါ်မှာတမာတိဖြစ်လာမယ်ဒီလိုဆိုလို့ရနော်သမထဘာဝနာကမ္မထာအနေနဲ့ဟောတာအဲ့ဒီကသမထတမာတိရလာပြီးတဲ့နောက်မှာဝိပဿနာကူးပုံကတော့အရင်တော့ကူးတဲ့အတိုင်းပဲဒီကေတာလောမစသည်ဆင်ញင်းနေတဲ့စိတ်
အဲ့ဒီကနေပြီးတော့ရုပ်တွေအလုံးတစ်ခုကနေဆွဲထုတ်ပြီးတော့ကျန်တာတွေအကုန်လုံးရှုသွားတာနော်နန္တရားဆွဲထုတ်ပြီးတဲ့အခါကျတော့ဒါတွေကနေပြီးတော့ရုပ်တရားနန္တရားတွေအလုံးကိုရှုမှတ်ဆင်ခြင်ပြီးသမထနာဉာဏ်ကြတော့ဣတိအစ္ဆတံဝါကာယေကာယ ानु ပတိဝေရတိဆိုပြီးတော့သွားရအောင်နော်အစ္ဆတမှာလည်းဒီတိုင်းပဲဗဟိတမှာလည်းဒီတိုင်းပဲအစ္ဆတဗဟိတတလဲစီဒါတခုတည်းလို့တော့မရဘူးကိုယ်ခန္ဓာကိုယ်ရင်မဟုတ်ဘူးသူများခန္ဓာကိုယ်ပါရှိတာဘာလို့ဆိုတွေ့တာမှုကကိုယ်ခန္ဓာကိုယ်ရင်မဟုတ်ဘူးသူများဟာဒီအောင်လှမ်းတွေ့သေးတာကိုအဲ့ဒါကြောင့်မို့လို့ဘယ်ဟာဖြစ်ဖြစ်တူတူပဲဆိုတာဆင်ញင်သုံးသပ်မှုလိုအပ်တယ်ပေါ့ဒီလိုဆိုဒါရင်ဘယ်ကမလို့ညာတင်စညာနှင်းစဥပောပိဝိပဿတိဆိုဝိပဿနာဉာဏ်ရှုတဲ့အခါမှာအာယုံလေးရဲ့ဖြစ်ပြမှုကိုသာရှုရတာမဟုတ်ဘူးအဲ့ဒီဖြစ်ပြမှုကိုသိနေတဲ့ဉာဏ်ရဲ့ဖြစ်ပြမှုကိုလည်းထပ်ရှုရတယ်သူကမရှုရင်သူကျမ်းနေမှာပေါ့အရှုခံအာယုံလေးသာကြည်နေလို့မဖြစ်သေးဘူးရှုတတ်တဲ့ဉာဏ်လေးကလည်းမမြဲဘူးဆိုတာကိုတခါတည်းသိရမယ်ဒီလိုဆိုလိုတာဝိပဿနာဉာဏ်ရင့်လာလို့ရှိရင်ညာတင်စညာနှင်းစဆိုညာတင်စဆိုတာအရှုခံအာယုံသိရမယ့်အာယုံညာနှင်းစဆိုတာအဲ့ဒီသိရမယ့်အာယုံကိုသိတဲ့ဉာဏ်ဥဘောပိဝိပဿနာအဲ့ဒီနှစ်ခုစလုံးကိုဝိပဿနာရှုရမယ်လို့ပြောတယ်အနုမို့ဆိုမြဲတာလေးကကျမ်းနေလိမ့်မယ်ရှုစိတ်လေးကမြဲတယ်ရှုခံအာယုန်တွေကသာပြက်ပြက်သွားတာဒီလိုမဟုတ်ဘူးရှုစိတ်လေးနဲ့ရှုဉဏ်လေးဟာဒီနှလောင်းပြိုင်ပဲသူကနော်နှလောင်းပြိုင်တည်သွားတာလူတွေတည်မှသာနှလောင်းပြိုင်သုံးလောင်းပြိုင်ထင်နေတာကိုယ်ကဏ္ဍကိုယ်မှာအဲ့ဒါနှလောင်းပြိုင်သုံးလောင်းပြိုင်နေပြည့်နေတာပဲရုပ်နဲ့နာနဲ့ပြိုင်လူတည်ခြင်းတည်သွားမယ်နော်သူတို့ဆိုလိုတာပေါ့အဲ့ဒါကိုကြည့်ခိုင်းတာပဲကဲအဲ့ဒါဒီကုန်းကြတော့ဧဝံပိခောဘိက္ခွေဘိက္ခုကာယေကာယ ानु ပတိဝေရတိဘိက္ခွေယံတို့ဧဝံပိခောဤတို့ဒီပေယလာမြုပ်ထားတာလေးတွေကိုဖော်တတ်အောင်ကိုယ့်အကိုကြိုးစားနော်ဣတိအစ္ဆတံဝါကာယေကာယ ानु ပတိဝေရတိဗေဒဝါကာယေကာယ ानु ပတိဝေရတိအစ္ဆတဗေဒဝါကာယေကာယ ानु ပတိဝေရတိနောက်ပြီးတော့တတိဝါအဋ္ဌိကာယောတိဝါပနာတတိပစ္စုပ္ပတ္တိတာဟောတိယာဝတိဝညာဏမတ္တယယာဝတိဝပဋိတ္တိမတ္တယယာဝတိဝညာဏမတ္တယပဋိတ္တိမတ္တယအနိတိတောသဝေရတိနာသကေစီလောကေဥပါတိယတိဆိုဒီလိုသွားအဲ့ဒါတွေကတူတူတွေပဲအကုန်ဒီတိုင်းပဲသွားမှာဆိုတဲ့အခါမှာဖောဆိုဖို့လုပ်တယ်နော်ပြီးပြီဆိုမှဧဝံပိခောနိကုံဘိက္ခွေယံတို့ဧဝံပိခောဤနိယဖြင့်လည်းဘိက္ခုယံသည်ကာယေကာယ၌ကာယ ानु ပတိကာယကိုဖမှန်ရှုသည်ဖြစ်ဝေရတိနေဆိုတာတခုပြီးသွားကမ္မထံတခုအလုံးဟာရတ္တဘိုးထီအောင်ကြီးပဲပို့တာဘုရားကနော်လမ်းဆုံးထိပို့သွားတာကိုကမလိုက်ဖဲနဲ့ဇွတ်ကန်နေရင်တော့ကြံရင်မှာပေါ့နော်ပို့တာတော့လမ်းဆုံးထိကြီးပဲပို့သွားတာအလုံးဟာရတ္တဖို့ဘောက်တွေကြီးပဲအကုန်လုံးကဲနောက်တစ်ခုဓာတုမနတိကာရပပ္ပတဲ့အဲ့ဒီဓာတုမနတိကာရပပ္ပကတော့ဝိပဿနာတတ္တကိုဟောတယ်တဲ့ဣရိယာပဋ္ဌာတို့စတုတံပစညတို့ဓာတုမနတိကာရတို့ဝိပဿနာအနေနဲ့ဟောတာဓာတ်ကိုဒီမှာကြတော့ကြည့်ပုဏ္ဏစာပရံဘိက္ခွေဘိက္ခုဣမမေဝကာယံယထာထိတံယထာပဏိဟိတံခုနကတော့ခန္ဓာကိုယ်တိုင်းမှာရှိတဲ့ဟာတွေကြည့်တာနော်အခုကတော့အရှိတိုင်းကြည့်မှာခုနကရှိတဲ့ဟာတွေကနေထုတ်ကြည့်တာတစ်တာဖွင့်ကြည့်တာပေါ့ခုနကတော့နော်အခုကတော့အရှိတိုင်းကိုသူကြည့်မယ်ဒါမို့ဒီနေရာမှာယထာထိတံဆိုလိုတာတော့ဣရိယာပုတ်၄ပါးမှာထိုင်ရဖြစ်ဖြစ်အဲ့လျောင်းရဖြစ်ဖြစ်သွားရဖြစ်ဖြစ်ရဲရဖြစ်ဖြစ်ဘယ်လိုပဲနေတဲ့အနေအထားတိုင်းခန္ဓာကိုယ်ကြီးရှိနေတဲ့အနေအထားတိုင်း
ဒီလိုဆိုလို့တဲ့ဘာဝပဲရှုထောင့်ကနေကြည့်မှခုနလိုကေတာလောမာတွေရှာမှာမဟုတ်ဘူးဒီနေ့ကနော်နောက်တနည်းကဓာတုမနတိကာရယထာထိတံအဲ့ဒီတိုင်းယထာပဏိဟိတံပြောမယ်ဆိုရင်အတွင်းသဘာဝပဲကြည့်မယ်ခုနလိုခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုနှိုက်ပြီးတော့မကြည့်တော့ဘူးဒီလိုအိဗယ်လေးရတယ်ပေါ့နော်ပုဏ္ဏစာပရံဘိက္ခွေဘိက္ခုဣမမေဝကာယံယထာထိတံယထာပဏိဟိတံခုနတော့ကကာယကိုကြည့်တာမဟုတ်ကာယတွေကအညစ်အကြေးတွေကိုကြည့်တာခုနနော်အခုကတော့ကာယကိုခြုံငုံပြီးတော့ကြည့်မှာဓာတုသောပစ္ဆွေခတိတဲ့အဲ့ဒီအနေထားတိုင်းဓာတ်တွေကိုရှာပြီးတော့ကြည့်မှာဒီလိုဆိုလို့တယ်အဲ့တော့အဋ္ဌိဣမတဝေကာယေပထဝီဓာတုအာဘောဓာတုတေဇောဓာတုဝါယောဓာတုတခါတရံကျတော့32ခုဓာတ်သားနဲ့ဓာတ်နဲ့ရောပြီးတော့ပြတာရှိသေးတယ်မဟာရိပမောပဒောပမသုတ်တို့ရောင်လောဝါဒသုတ်တို့မှာဆိုရင်ကေတာလောမာထဲမှာကေတာလောမာနခါရဏာနေပြီးတော့20ကိုပထဝီဓာတ်လို့ခေါ်တယ်အစကနေစပြီး20ထိအောင်ပထဝီဓာတ်နော်နောက်ပိုင်း12ခု6ခု6ခုနှစ်စုစီနောက်ပိုင်း12ခုနောက်ဆုံး12ခုကျတော့သူကအာဘောဓာတ်လို့ပြောတယ်တေဇောဓာတ်ဆိုတာခန္ဓာကိုယ်မှာရှိတဲ့အပူလေးမျိုးဝါရဆိုတာခန္ဓာကိုယ်မှာရှိတဲ့လေ6မျိုးဒီလိုဆိုလို့တယ်အဲ့ဒါတွေနဲ့ဆက်ဆက်ပြီးတော့လဲဟောတာရှိတယ်ဒီမှာတော့အဲ့လိုမဟုတ်ဘူးအချင်းလေးတွေပဲဟောတယ်လို့ဒီလိုဆိုလို့တယ်ချင်းလေးဒါလေးကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေအတွက်ဟောရိယာမဟာသတိပဋ္ဌာန်တော့မှာဉာဏ်ကောင်းတဲ့လူတွေအတွက်ဟောလိုက်တာဒီဟာအတူလေးတယ်နည်းနည်းဉာဏ်နည်းနည်းလိုအပ်တယ်ဆိုရင်တော့မဟာဟဋ္ဌိပရောပမသုတ်တို့မှာကိုကြည့်ရမယ်ဒီလိုဆိုလို့တယ်နော်သူကအကျဉ်းလေးတွေဟောပြအားမို့ကဲဘိက္ခဝေယံတို့ပုဏ္ဏစပရံတဖန်နောက်တစ်မျိုးကာယ ानु ပတနာတတိကာယ ानु ပတနာတတိပဋ္ဌာန်အထုတ်ပုံကိုဟောရမယ်ဆိုရင်ဘိက္ခုယောဂီယဟန်ဟာဣမမေဝကာယံယထာထိတံတည်နေတဲ့အတိုင်းဖြစ်တဲ့ယထာပဏိဟိတံထားတဲ့အတိုင်းဖြစ်တဲ့အိတ်နေတဲ့သရံမှာပဲကြည့်မယ်နော်လျှောင်းရင်လျှောင်းတဲ့သရံမှာကြည့်မယ်ရက်နေတဲ့သရံမှာကြည့်မယ်ပေါ့သူဆိုလိုတာအဲ့ဒါသို့မဟုတ်ရှိနေတဲ့အနေထားကြီးအတိုင်းအသိဉာဏ်နဲ့စူးစိုက်ပြီးတော့ကြည့်မယ်လို့ဒါလိုဆိုလိုတယ်ပေါ့ယထာထိတံတည်ရှိတဲ့အတိုင်းယထာပဏိဟိတံထားတဲ့အတိုင်းဣမမေဝကာယဤခန္ဓာကိုယ်ကြီးကိုပဲလေဓာတုသောဓာတ်သဘောအဖြစ်ပစ္စဝခတိဆင်ញင်သုံးတတ်၏ဆင်ញင်သုံးတတ်ပုံကဘယ်လိုတော့ဣမတဝေကာယေဤကာယ၌ပထဝီဓာတုပထဝီဓာတ်သည်အဋ္ဌိရှိအာဘောဓာတုအာဘောဓာတ်သည်အဋ္ဌိရှိတေဇောဓာတုတေဇောဓာတ်သည်အဋ္ဌိရှိဝါယောဓာတုဝါယောဓာတ်သည်အဋ္ဌိရှိဒီလိုရှိတဲ့အတိုင်းသူကရှိတဲ့အတိုင်းခွဲစိတ်ချိလိုက်တာပေါ့ရှိတဲ့အတိုင်းဒါပထဝီဓာတ်အာဘောဓာတ်တေဇောဆိုပြီးတော့ခန္ဓာကိုယ်ကြီးကိုတစ်ခုလုံးကိုခြုံငုံပြီးအာယုံပြုတ်ပြီးတဲ့အခါအတုံးခဲတွေမှန်သမျှဒါပထဝီပဲအရေးပြောနေတာတို့စူးစီးထားတဲ့သဘောတွေမှန်သမျှယူစီးနေတဲ့သဘောတွေမှန်သမျှအာဘောပူရာအေးတာသဘောတွေမှန်သမျှတေဇောလှုပ်ရှားနေတာတွန်းကန်နေတာတွေမှန်သမျှဝါယောလို့ဆိုပြီးတော့ခြုံငုံပြီးတော့ဒီလိုကြည့်လိုက်တာဒီလိုဆိုလို့တယ်နော်ခြုံငုံပြီးတော့ကြည့်တာအဲ့ဒါလို့ခြုံငုံကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုသရဝါဆိုတဲ့အတွေးပျောက်သွားတယ်တဲ့ငါခန္ဓာကိုယ်မှာဟောဒီပထဝီရှိတယ်အာဘောရှိတယ်တေဇောရှိတယ်ဒီလေးခုတည်းပဲခြုံငုံပြီးတော့ကြည့်တယ်အဲ့တော့ကြည့်ပုံကြည့်နည်းကိုသူကပြောထားရှိတယ်ဟောဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုခြုံငုံပြီးတဲ့အခါကျတော့တဲ့ငါခန္ဓာကိုယ်ထဲမှာမာတဲ့သဘောအတုံးခဲသဘောတွေဟာဒါပထဝီပဲပထဝီဆိုစမ်းကြည့်လို့ရတာပေါ့အယိုးစမ်းမြင်မာမာကြီးပေါ့နော်အသားစမ်းမြင်ပြော့ဤကြီးပေါ့အဲ့ဒီပြော့ဤကြီးရောမာမာကြီးရောဒါပထဝီပဲလို့ဒါသဘောကိုပဲကြည့်တယ်
လက်တို့ခြေတို့ဒီလိုဟာတွေမခေါ်ဘူးနောက်တစ်ခါဖွဲ့စည်းတဲ့သဘောဖွဲ့စည်းတာဆိုတာဒီလိုအတုံးခဲဖြစ်နေအောင်အာဘောကဖွဲ့စည်းပေးတာကြည့်လေဂျုံမုံကလေးတွေကငကိုတော့တစ်ခုစီနေတာပဲရေလေးထည့်ပြီးလုံးလိုက်တဲ့အခါကျတော့ပေါက်စီတို့ပေါင်မုံတို့ဖြစ်လာတာပေါ့ကိမ့်မုံတို့နော်အလုံးခဲလေးတွေဖြစ်တယ်ဘယ်သူကစုစည်းပေးရေကစုစည်းပေးတာအဲ့ဒါကိုပြောတာအာဘန္ဒနာဖွဲ့စည်းပေးတာစုစည်းပေးတဲ့သဘောပန်းမွင့်လေးတစ်ဝင့်ကြည့်မယ်ဆိုရင်ဒီလိုပုံသဏ္ဍာန်လေးဖြစ်နေအောင်ဘယ်သူကစုစည်းတာတော့အာဘောကစုစည်းတာအာဘောကြောင့်ပဲအမှန်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒါအမုံလေးတွေပဲအမုံလေးတွေကသဏ္ဍာန်ပေါ်လာတာပထဝီပဲသဏ္ဍာန်ပေါ်လာတဲ့အခါကျတော့ဘယ်သူကစုစည်းပထဝီသေးသေးလေးတွေကိုပထဝီကြီးဖြစ်အောင်အာဘောကစုစည်းလိုက်သဏ္ဍာန်ပေါ်လာအဲ့ဒါလေးကိုရင့်လာအောင်တေဇောကလှုပ်လို့ပေးတယ်ဒီပုံစံလေးမပြည့်တွန်းကန်ပေးတာဝါယောလို့ဒီလိုဆိုတာကိုယ်မှလည်းပဲဒီတိုင်းပဲလို့ဆိုလို့တယ်အဲ့ဒီမှာရင့်စေတတ်တဲ့သဘောပူတဲ့သဘောဟာတေဇောတတ်ပဲတွန်းကန်ထားတဲ့သဘောရွေးရှားတတ်တဲ့သဘောဟာဝါယောတတ်ပဲလို့အချင်းချုပ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာဒီ၄မျိုးတည်းပဲစဉ်းစားတယ်ခုန32မျိုးယွန်စရာတွေတွေးတာခုက၄မျိုးတည်းပဲဒီလိုစဉ်းစားတယ်စဉ်းစားပြီးတော့အဲ့ဒါတွေကိုမှတ်ယူတာပေါ့ဒါကိုဓာတ်လို့မှတ်ယူထားပြီးတော့နော်ဒါဟာပထဝီဓာတ်တတ်တတ်မြပဲငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးသူဟာလည်းမဟုတ်ဘူးတတ္တလည်းမဟုတ်ဘူးဇီဝလည်းမဟုတ်ဘူးလို့ဒီလိုနှလုံးသွင်းဆင်ញင်တာတဲ့အဲ့ဒါလိုနှလုံးသွင်းဆင်ញင်တဲ့အခါကျတော့ဒီဓာတ်တွေပေါ်မှာပဲစိတ်ကရောက်သွားတယ်နော်ပထဝီဘောတေဇောဝါယောဆိုဓာတ်ပေါ်မှာပဲစိတ်ကရောက်သွားပြီးတော့အဲ့ဒီပညာနဲ့သိမ့်ပိုက်ထားတဲ့သဘာဝဓမ္မဓာတ်ဆိုတဲ့သဘာဝတရားတွေအာယုံပေါ်မှာတယ်သူကဝိပဿနာကမ္မထာဖြစ်တော့အပ္ပနာဆိုတဲ့ဇံကိုတော့မရောက်ဘူးတဲ့ဥပ္ပစာရကမ္မထာလောက်ပဲဖြစ်မယ်ဥပ္ပစာရသမารီလောက်ရပြီးရင်သူကဝိပဿနာဖြစ်သွားဒီလိုဆိုလို့တယ်ဒါကြောင့်မို့ဓာနုပနတိကာရဆိုတာဝိပဿနာလို့ဒီလိုပြောတာနော်သဘာဝတရားကိုရှုပြီးတော့သဘာဝတရားပေါ်မှာယက်တည်ပြီးတော့ဇံလုံးလို့မရဘူးသူကဒီလိုဆိုလို့တယ်ပေါ့ပညာနဲ့သွားတာဇံတွေကတော်တော်များများပညာအာယုန်နဲ့သွားတာပရမတ်နဲ့ဟာနဲတယ်ပေါ့ဟုတ်ပြီဒါကရှင်းထားတဲ့သဘောအဲ့ဒီမှာဥပမာလေးတစ်ခုနဲ့ပြောမလို့တရားထာဝိဘိက္ခွေတခောဂောကတကောဝါဂောကတကံတေဝတိဝါခာဝေဝဒိတဝါစတုမဝတိဘိလတောဝိပစိတဝါနိသိဏောအတ္တဧဝမေဝခောဘိက္ခွေဘိက္ခုဣမမေဝကာယံယထာထိတံယထာပနိဟိတံဓာတုသောပစ္စဝကတိအဋ္ဌိဣမတမိန်ကာယေပထဝီဓာတုအာဘောဓာတုတေဇောဓာတုဝါယောဓာတုတိဣတိအစ္ဆတံဝါကာယေကာအနုပတိဝေရတိဗေဒာဝါကာယဒီတိုင်းပဲသွားရအောင်အကုန်လုံးနော်ကဲဒီနေရာမှာရပ်ကြအောင်ဆိုခဏ